ကိုတူရအောင်ရေမင်္ဂလာပါအဲ့ဒီစဉ်ငါကာဘာတွေချောင်းတာတဲ့ပြန်လှုပ်လို့ရလားအဆင်ပြေနိုင်လောက်လားတဲ့ Edison Force 105ပါတဲ့ဟုတ်ကဲ့ရနိုင်ပါတယ်ခင်ဗျသူကဥမာနက်ရစ်တွေပါတယ်ဆိုတော့နက်ချောင်းနေရလားတစ်ချက်ကြည့်ရမယ်ပေါ့နော်နက်ချောင်းနေရလားတစ်ချက်ကြည့်ရမယ်တချို့တွေကကျတော့သူကတချို့နေရာတွေကျတော့နက်နဲ့မဟုတ်သူကဂျိတ်လေးနဲ့ချိန်ထားမျိုးရှိတတ်တယ်အဲ့လိုမျိုးဆိုတော့သူကဂျိတ်တွေကျိုးသွားလို့လားပေါ့နော်ဂျိတ်တွေကျိုးသွားလို့တစ်ချက်ကြည့်ရမယ်ဂျိတ်တွေကျိုးသွားရတယ်ဆိုတော့ကျွန်တော် fiber ကိုစစ်တဲ့ဆိုင်မှာအဲ့ဂျိတ်လေးတွေပြန်စစ်ရတာမျိုးရှိကောင်းရှိနိုင်တယ်ကောင်းတာတော့နော် Edison ဆိုင်ရဲ့ show နေမှာ say service spare ပဲရှိတဲ့အတွက်သူတို့တွေစီမှာတစ်ချက် service ပြကြည့်လိုက်ပါခင်ဗျနော်အဲ့ဒါဆိုရင်တော့အဆင်ပြေပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ခင်ဗျကိုမင်းထူးရေမင်္ဂလာပါထိုင်းနိုင်ငံမှာစာအုပ်တန်9နှစ်ပြည့်ပြီးမတိုးရတယ်လို့ပြန်တိုးလို့ရနိုင်လားတဲ့ဟုတ်ကဲ့သူကထိုင်း license ကိုပြောတာလားပေါ့နော်ထိုင်း license အကြောင်းတော့ကျွန်တော်ဂဂနနာကျွန်တော်မသိဘူးမြန်မာပြည် license ဆိုရင်တော့ဒါတက်တန်းမတိုးတာ9နှစ်ပြည့်သွားရင် auto ဝတ်တောက်ဖြစ်သွားပါပြီเนาะ9နှစ်အတွင်းပဲတိုးလို့ရပါမယ်ခင်ဗျာဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျာ resort အကောင့်ပိုင်ရှင်မင်္ဂလာပါဂါမနာတိုက်နဲ့ club တိုက်ဘလို့ကွာတလဲတဲ့ okay ဘလို့ရွေးချယ်တင်လဲပေါ့နော်ဒါဟိုးရင်တော့ကတော့ဒါများတော့အဖြစ်ဒါတရုတ်ဆိုင်ကြီးတွေပေါ့တရုတ်ဆိုင်ကြီးတွေမှာရိုး club တိုက်နဲ့ပဲထုတ်လုပ်ခဲ့ကြတယ်เนาะခုနောက်ပိုင်းတော့ဂါမနာတိုက်ကိုပို့ပြီးမှထုတ်လုပ်လာကြတယ်ဂါမနာတိုက်ကတော့ဒါပို့ပြီးမှလူကြိုက်များလာတယ်ပေါ့လူကြိုက်များလာတယ်ပေါ့အဲ့ဆိုတော့ဘလို့ကွာတာလဲပေါ့ဂါမနာတိုက်မှာကျတော့ तू ကတခုအားသာချက်ရှိသွားတာကသူကဂီယာထိုးရတာအစလုံးဝညင်ညစ်လေးဖြစ်သွားတယ်ကျွန်တော်တို့ဥမာထိုင်းမင်းဆိုင်ကလေးမှာဂီယာထိုးရင်ဥမာဂီယာထိုးလို့ထိုးမှမသိဘူးဟိုးရင်တော့ဥမာတရုတ်ဆိုင်ကလေးဆိုရင်များဂီယာထိုးလင်းကြောက်ဂလောက်ပေါ့ဒီလိုကြမ်းကြမ်းကြီးဖြစ်တာရိုးကလတ်တိုက်ဆိုရင်နော်အခုဂါမနာတိုက်ကြတော့အဲ့လိုမကြမ်းတော့ဘူးနော်အဲ့လိုမကြမ်းတော့ဘူးသူကဂီယာထိုးရတာညင်ညစ်လေးပြီးရင် तू ကစစ်တန်ကလည်းပိုပြီးမှတိုးသွားတယ်စစ်တန်မကြမ်းတော့ဘူးပေါ့နော်စစ်တန်မကြမ်းတော့ဘူးပြီးတော့ highway ထွက်ရင်လည်း तू ကအင်ဂျင်ပူတာပိုပြီးမှတက်တာသွားတယ်ဒါကဂါဗနာတိုက်တွေကအားတာချက်ပေါ့နော်ဟိုးရင်တော့ဘိန်းနေရတော့ဗျာကျွန်တော်တို့ရိုးကလတ်တိုက်ဟိုးရင်တော့ထုတ်လုပ်ခဲ့တဲ့ဘိန်းနေရတော့ highway ထွက်လိုက်ပြီဆိုရင်အင်ဂျင်ကအရန်နဲ့ပူလာတာတို့အင်ဂျင်အရန်ပူရင်ကျွန်တော်အင်ဂျင်ကိုရေလောင်းရတာတို့ဒီလိုမျိုးတွေကျွန်တော်တို့လောက်ခဲ့ရတယ်ပေါ့နော်ပြီးရင်ရီယာထိုးရင်လည်းကြောက်ဂလောက်ဒီလိုမျိုးပေါ့ကျန်းကျန်းကြီးတွေပေါ့ဂါဗနာတိုက်မှာကျတော့အင်ဂျင်ပူတာနော် highway မောင်းရင်အင်ဂျင် heat တာအရန်နေသွားတယ်ဂီယာထိုးရတာအရန်နဲ့ညင်တာလွယ်တယ်နော်ညင်တာနဲ့ဖြစ်တယ်ပြီးရင်စစ်တန်တိတ်မဆူတော့စစ်တန်ကလုံးဝညင်ညင်လေးဖြစ်သွားတယ်ပေါ့ဒီလိုမျိုးလေးအားသာချက်ဖြစ်တာပေါ့အဲ့ဆိုတော့ခုနောက်ပိုင်းဒါဆိုင်ငယ်ချစ်သူတွေကတော့ဂါဗနာတိုက်ကိုပို့ပြီးမှကြိုက်လာကြတယ်ပေါ့နော်ဒါပေမဲ့တခုရှိတာကလည်းဂါဗနာတိုက်နဲ့ထုတ်လို့ရင်ဈေးကနည်းနည်းပိုတယ်ဥပမာရိုးတိုက်မှာကရိုးတိုက်နဲ့ဂါဗနာတိုက်မှာဈေးက3သိန်းခွဲမဟုတ်ရင်2သိန်းလောက်ဈေးကွာတတ်တယ်နော်ဂါမနာတိုက်ကပိုပြီးမှဈေးကြီးတာပေါ့နော်အဲ့ဆိုတော့ဒါနော်တချို့ကလည်းဒါဂါမနာတိုက်မကြိုက်ဘူးဆိုတဲ့မိတ်ဆွေလည်းဒါကျွန်တော်ကြားဘူးပါတယ်နော်တွေ့ဘူးတယ်ပေါ့နော်အဲ့ဆိုတော့တယောက်နဲ့တယောက်တော့ကြိုက်ရှင်းတော့မတူဘူးဒါပေမဲ့ခုနောက်ပိုင်းကတော့တေချာတလောက်ကတော့ဂါမနာတိုက်ကပိုပြီးမှလူကြိုက်များလာတယ်လို့ပဲဖြည်းဖြည်းချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာကိုစုံမျိုးတူရေဒိုင်ယန်1တန်းနဲ့1.5ဘယ်ဈေးလဲတဲ့ဟုတ်ကဲ့ဒိုင်ယန်1တန်းကလောလောဆယ်မှာ35သိန်း36သိန်းတစ်ပတ်လည်းမှာဈေးပေါက်နေပါတယ်ဒိုင်ယန်1.5ကတော့လောလောဆယ်မှာ38သိန်း39သိန်းအဲ့ဒီတစ်ပတ်လည်းမှာဈေးပေါက်နေပါတယ်ခင်ဗျကိုမင်းမင်းရေမင်္ဂလာပါထိုင်းဝိတ်100ဈေးလေးသိကျင်လို့ပါတယ်ဟုတ်ကဲ့ထိုင်းဝိတ်100လေးတွေက2018 model ဆိုရင်လောလောဆယ်မှာ35သိန်းနဲ့40ကြားမှာဈေးပေါက်နေပါတယ်ဘိန်းကျော်ပေါ်မူတီမှာပေါ့နော်ဘိန်းကျော်ပေါ်မှာမူတီမှာ2018 model ဆိုရင်35သိန်းနဲ့40ကြားမှာဈေးပေါက်နေပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျဦးတင်မြင့်ရေမင်္ဂလာပါဒိုဒီဘေဈေးပေါက်နေလေတဲ့နတ်မောက်ကပါတယ်ကိုကျော်ကြီးတဲ့ဟုတ်ကဲ့ဦးတင်မြင့်ရေဒိုဒီကသူကတော့ဘိန်းကျော်ပေါ်မှာမူတီမယ်ပြီးရင်သူ့မှာလည်း site တွေအများကြီးရှိတယ်ဗျနော်အဲ့ဒီဒိုတို့အာစတက်တို့လောကနည်းနည်းလေးသူကနည်းနည်းဘယ်လိုလဲနားလည်မှသူကဟိုမှာ site တွေအမျိုးမျိုးခွဲတာရှိတယ်ဟိုမှာ site 0လားဘာလားပေါ့နော်အဲ့လိုမျိုးengine connection ဘိန်း connection မျိုးစုံပေါ့အဲ့ဒီရဲ့ဘိန်းကျော်ပေါ်မှာမူတည်မှကျွန်တော်တွေ့ဘူးတာတော့340ဝန်းကျင်လောက်ကနေစရှိတယ်ဒိုတွေက340ကနေဟိုမှာ300ကျော်ထိရှိတယ်နော်ဘိန်းကျော်နဲ့သူ့ရဲ့ site ပေါ်မှာ site အနေထားပေါ်မှာမူတည်ပြီးမှနော်340ကျော်ကနေ300ကျော်အထိအမျိုးရှိတယ်ပေါ့နော်အဲ့ဒီကြားမှာဈေးပေါက်နေပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ကွန်နောင်ကြီးမင်္ဂလာပါဝန်နာကလစ်160 ABS 2025ဘယ်ဈေးပေါက်နေလဲတဲ့လောလောဆယ်ယူဘာရှင်းဆိုတော့330ဝန်းကျင်ပါခင်ဗျာနော် special edition ဆိုတော့320ဝန်းကျင်ပါဈေးပေါက်နေပါတယ်ခင်ဗျာကိုကျော်တေဦးကြီးမင်္ဂလာပါဝန်နာ Dream 125 brand new နဲ့တဲ့
Honda Click 125 brand new ဘယ်ဟာဝယ်တင်လဲတဲ့ okay အဲ့ဒါဆိုတော့ဥမာကိုကမြန်မာပြည်အထက်ပိုင်းမှာနေတာလားမြန်မာပြည်အောက်ပိုင်းမှာနေရလားမြန်မာပြည်အောက်ပိုင်းဘက်ကမြို့တွေဆိုရင်တော့ဥမာ AR တိုင်းတို့မွန်ပြည်နယ်တို့အဲ့ဒီဘက်ကမြို့တွေမှာနေတယ်ဆိုရင်တော့ Honda Dream 125ကိုပိုပြီးမှရွေးချယ်စီးနင်းစေခြင်းနဲ့နော်မြန်မာပြည်အောက်ပိုင်းဘက်က Honda Dream 125ကိုအရင်ကြိုက်ကြတယ်နော်မြန်မာပြည်အထက်ပိုင်းဘက်ကမြို့တွေမှာနေတယ်ဆိုရင်တော့နော် Honda Click ကိုပိုပြီးမှရွေးချယ်စီးနင်းစေခြင်းနဲ့ဘာလို့လဲဆိုတော့ဥပမာမန္တလေးမုံရွာစသဖြင့်ပေါ့ဗျာမြန်မာပြည်အထက်ပိုင်းကမြို့တွေဆိုတော့ Honda Click ကိုပိုပြီးမှလူချိုက်များကြတယ်နော် Honda Click ကိုပိုပြီးမှရွေးချယ်စီးနင်းကြတယ်မြန်မာပြည်အောက်ပိုင်းမွန်ပြည်နယ်တို့ AR တိုင်းတို့နော်ရန်ကုန်ဘက်တကြောတွေဆိုတော့ Honda Dream 125တို့ Honda IG တို့ Honda Wave 125i တို့ဒါတွေကိုပိုပြီးမှရွေးချယ်စီးနင်းကြပါတယ်ခင်ဗျာအဖြေလေးရမှထင်တော့ကျေးဇူးတင်ပါတယ်ခင်ဗျာကိုထွန်းလင်းအောင်ရေမင်္ဂလာပါ Honda Click 125 model 2019ပဲဈေးလေးတဲ့ဟုတ်ကဲ့ဘိန်းကျောပေါ်မှာမူတည်ပြီးမှ380ကျော်လေးမှာဈေးပေါက်နေပါတယ်ခင်ဗျာဟုတ်ကျော်115တွေကလောလောဆယ်မှာ45သိန်းတစ်ပတ်လည်မှာဈေးပေါက်နေပါတယ်ဦးသိန်းရွှေမင်္ဂလာပါဟိုင်းကြီးရပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာရွှေပိုးအင်ကြီးမင်္ဂလာပါ PC 2024လိုင်စင်ပါရလာကိုတဲ့2024ကလိုင်စင်ပါနဲ့မရနိုင်ဘူးခင်ဗျနော်ဘာလို့လဲဆိုရင်နော်လိုင်စင်ပါနဲ့ PC က2023 model ထိပဲရမယ်2023 model ထိတောင်မှနော် data လိုင်စင်မဲရမယ်နော် data လိုင်စင် AOY တို့ Shan တို့ဒါပဲရမယ်ပေါ့နော်အဲ့တော့ PC 2023နော် data လိုင်စင်နဲ့ဆိုရင်လောလောဆယ်ဘိန်းကျောပေါ်မှာမူတည်ပြီးမှ350 360အဲ့ဒီတစ်ပတ်လည်းမှာဈေးပေါက်နေပါတယ်ခင်ဗျာ390ဝန်းကျင်ဘာဝယ်တင်လဲတဲ့ဟုတ်ကဲ့390ဝန်းကျင်ဆိုတော့ရွေးချယ်စရာတွေအများများပါတယ်ကိုကဥမာဒီဂီယာဘိန်းနဲ့ကြိုက်တာလားဂီယာဘိန်းနဲ့ကြိုက်တယ်ဆိုရင်တော့ Honda Dream 125တို့ Honda Wave 125 IG တို့နော်ပြီးရင် Suzuki Smart Cycle တို့အဲ့ဒီလိုမျိုးတွေရွေးချယ်ဝယ်လို့ရတယ်အော်တိုဘိန်းနဲ့ဆိုရင်တော့ Honda Click ဝယ်မလား Honda Scorpio ဝယ်မလားနော်ဝယ်လို့ရတယ်ပြီးတော့ဒါဘိန်းကြီးဆိုင်ကတွေကဆိုရင်လည်း390ဝန်းကျင်ဆိုရင်တော့ရွေးချယ်စရာအများများသွားပြီနော်ဥမာ Super 4တွေကရမယ်2005 model 2006 model အဲ့ဒီလိုမျိုးတွေရမယ်ပေါ့ပြီးရင် Yamaha R15 ဆိုင်ကတွေရမယ်နော် MD15 ဆိုင်ကတွေရမယ်အဲ့တော့390ဝန်းကျင်ဆိုရင်တော့ရွေးချယ်စရာလွယ်လွယ်ကူကူနဲ့ရွေးချယ်စရာတွေအများများတယ်ကိုကဂီယာဘိန်းစီးကျင်လာလားအော်တိုဘိန်းစီးကျင်လာလားနောက်မှဘိန်းကြီးဆိုင်ကစီးကျင်လာလားဘယ်ဟာစီးကျင်လာလဲပေါ့နော်ဟုတ်အဖြေလေးရမယ်ထင်တော့ကျေးဇူးတင်ပါတယ်ခင်ဗျကိုတန်းလင်းကိုရေမင်္ဂလာပါကိုမင်းထစ်ဆန်ရေမင်္ဂလာပါလိုင်စင်လောက်ရင်အကုန်ကြများလာတဲ့လောလောဆယ်မှာကျွန်တော်တို့အပြင်လူတွေအနေနဲ့လိုင်စင်ကတည်တဲ့လောက်လို့မရသေးဘူးခင်ဗျလောလောဆယ်မြန်မာပြည်တွင်းမှာတက်ဆန်စိတ်ယုံနေပဲလိုင်စင်ကရနေပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ Honda Click တဲ့125ကစားထုတ်တဲ့ချင်းဆိုင်ငင်ဖြစ်နေတာတဲ့ဘာတွေဖြစ်တတ်လဲတဲ့နော်ဆိုင်ငင်ဖြစ်တာကများတော့အဖြစ်တော့ဥမာကျွန်တော်တို့ Honda Click တွေမှာဆိုတော့စားထုတ်တဲ့ချင်းဆိုင်ငင်ဖြစ်တာအဓိကတော့ EFI ပန့်ပိုင်းဆိုင်ရာမကောင်းလို့လည်းဖြစ်နိုင်တယ်ဥမာပန့်မှာ CG တွေပိတ်တာများနေပြီနော် CG တွေပိတ်တာများနေပြီဆိုတော့ तू ကလုံးဝမောင်းရတာမကောင်းတွန့်ဆုံနဲ့ဖြစ်တတ်တယ်နော်အဲဆိုရင် तू ကပန့်ကို CG တွေလည်းစီးလို့ရနိုင်တယ်နံပါတ်1နော်ဒါကောင်းတင်းရင်ပေါ့ပန့်ကောင်းတင်းရင်ပေါ့လုံးဝပန့်ကမကောင်းတော့ဘူးဆိုရင်တော့လေလုံးဝအတက်တစ်လုံးလဲမှရမယ်ပန့်တက်တစ်လုံးလဲမှရမယ်ပေါ့နော်ဒါလေးတွေရှိမယ်အားရှိမယ်ပြီးတော့နောက်တစ်ခုကတော့တွန့်ဆုံဖြစ်ရတဲ့အကြောင်းရင်းတွေမှာကာဗနာအုံတွေကအစိတ်ပိုင်းတချို့ကြောင့်လည်းပါတယ်ဥပမာတန်စလောင်းတို့ဘာတို့ပေါ့ဥမာခင်းကွာတို့အဲ့လိုမျိုးတွေမကောင်းတော့ဘူးဆိုရင်လည်းတစ်ခါတည်းမှာတွန့်ဆုံဖြစ်တတ်တယ်အဲဆိုတော့အဓိကဆက်ရမှာဒီပန့်ပိုင်းဆိုင်ရာတစ်ချက်အဓိကဆက်ရမယ်ပြီးရင်ကျွန်တော်တို့ကာဗနာအုံတွေကအစိတ်ပိုင်းတွေတွေကဆိုရင်တန်စလောင်းတို့ခင်းကွာတို့ဒီလိုမျိုးလေးတွေကိုအဓိကဆက်ဆေးရမယ်နော်အဲ့ဒီအချက်လေးတွေဆက်ဆေးလိုက်မယ်ဆိုရင်တော့ဆက်ဆေးပြုပြင်လိုက်မယ်ဆိုရင်တော့ပြန်ကောင်းသွားမှာပါနော်ကျေးဇူးတင်ပါတယ်ခင်ဗျကိုတက်ကိုရေမင်္ဂလာပါwait 1 tan i နဲ့2024လိုင်စင်မပါပြန်ရောင်းရင်ဘယ်လောက်ရနိုင်မလဲတဲ့ကီလို1900လောက်ပဲစီးရသေးတယ်တဲ့ဟုတ်ကဲ့ wait 1 tan i မှာသူကလိုင်စင်မပါဘူးပြောထားရပါတော့ wait မှာသူက wait alpha 1 tan ရယ် wait 1 tan ရယ်နှစ်မျိုးရှိတယ်နော် wait alpha 1 tan ဆိုရင်လောလောဆယ်လိုင်စင်မပါတင်းရင်2024 model brand new ဆိုရင်နော်55သိန်းတစ်ပတ်လည်းပဲရှိတယ်ဒါက wait alpha 1 tan brand new ဈေးပေါ့နော် wait 1 tan i ကြတော့သူကဈေးလေးနည်းနည်းပိုတယ်သူက brand new ဆိုရင်360တစ်ပတ်လည်းမှာဈေးပေါက်တယ်ဒါလိုင်စင်မပါသေးရဲ့ဈေးပေါ့နော်အဲဆိုတော့သူကအခုကလိုင်စင်တော့မပါဘူးကီလို1900လောက်ပါမယ်အဲဆိုတော့ဖောက်ရှုံးပုံစံဖြစ်သွားပြီပေါ့နော်အဲဆိုတော့ကျွန်တော်ထင်တယ်နော် wait alpha 1 tan တာဖြစ်မယ်ဆိုရင်နော်ကီလို1900လောက်ဖောက်ရှုံးပုံစံဖြစ်မယ်ဆိုရင်ဘိန်းကျိုးပေါ်မှာမူတည်ပြီးမှနော်
ဘိန်းကျော်ပေါ်မှာမူတည်မှ45 46အဲ့ဒီတစ်ပတ်လည်းမှာဈေးရနိုင်ပါတယ်နော်ဒါဝိရဖာ1တန်းဆိုရင်ပေါ့နော်ဝိ1တန်း I ဆိုရင်တော့ဘိန်းကျော်ပေါ်မှာမူတည်ပြီးမှ350တစ်ပတ်လေ350ဆွန်းပေါ့နော်အဲ့ဒီတစ်ပတ်လည်းမှာဈေးရနိုင်ပါတယ်ခင်ဗျဟုတ်အဖြေလေးရမယ်ထင်နော်ကျေးဇူးတင်ပါတယ်ခင်ဗျ